ပြောတော့ဆိုင်ရဝေးကြတယ်မင်းကြောင့်ပဲထိသွားတော့တာငါမှဆိုင်ရလို့ပြောတာ要干那个。你呢？အချိန်ဆွေးနေတာကြောင့်မဆွေးနွေးဖြစ်နေတဲ့လူတွေကတော့ဒီလိုစကားနဲ့ပုံစံနေတာဖြစ်ပါတယ်။ဒါကတော့ဒီတောင်တော့ရှောက်ပြီးတော့သူတို့စားကိုပေါ်ထုတ်တဲ့အချိန်ကိုသုံးရတဲ့ကိုချင်းတွေရဆွေးနွေးလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အချိန်ကြီးရဒီချိန်မှာဆောက်လို့ရမယ်ဆိုတော့ကျွန်တော်ဒီဆောင်ပြရပေးပါဦး။အားမပြောပိုင်းဖွဲ့စည်းရတယ်တော့ကျွန်တော်တို့ကိုနေနဲ့ဒီလိုမျိုးအချိန်ကိုနေနဲ့ထိုင်ထိုင်တော့လိုက်တာကြောင့်အခုလိုဆက်ဆက်ရတာဖြစ်ပါတယ်။ကျွန်တော်တို့အတန်လူတို့ရဲ့စကားကိုမျက်ကွယ်ပြုပြီးကျွန်တော်တို့အထက်ကသူတို့လိုချင်တဲ့အချက်တစ်ချက်ထဲနဲ့ပြည်သူတွေကိုတုံ့ပြန်လာမဲ့ဒီကားမျိုးကျွန်တော်တို့လက်မခံနိုင်ပါဘူး။ဒါကြောင့်မို့ဒီနေ့ဒီလိုမျိုးဆန္ဒထုတ်ဖော်ပွဲတွေတော့ရှိဖြစ်ပါတယ်။ဒါကြောင့်အားလုံးအနေနဲ့ကိုယ်တစ်မျိုးသားလုံးအရေးတစ်နိုင်ငံလုံးအရေးဖြစ်မဲ့အားလုံးပါဝင်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ရောက်လာတဲ့သူအားလုံးပါဆိုရင်လည်းတစ်မျိုးသားလုံးရဲ့အကျိုးဆန္ဒကိုလိုလားတော့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ဒီနေ့လောက်ရတဲ့ပွဲလေးဟာမြန်မာနိုင်ငံလုံးမှာရှိတဲ့ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆိုဘယ်ဒေသမဆိုသူတို့လောက်ကန်ရမှာပြည်သူတွေရဲ့တုံ့ပြန်မှုဟာဘယ်လိုရှိမလဲဆိုတော့ကြရုပ်တစ်ခုပဲဖြစ်လာမှာဖြစ်ပါတယ်။ဒါနဲ့ဆိုတော့လို့ရှိ
ခုလည်းစောက်လို့တကားပိတ်ထားတာမဟုတ်ကြည့်မလားဂျိုင်းပေါက်ကြီးလုံးတယ်ဆင်ရကောင်းတယ်
Ini na, bakit jam? Tanya mau kecil tadi ni na, jadi tengah tanya mo, bakit kok jam dia masa tadi na, bakit tak jam? Ihun aman ini ni, ini na, jam le, ini nama ni na, tam bukan le, hei, apa ham? Ni ham sih, kat le, kat jadi na, ibu apa sih, kami. Ultimate loripat amal tuang ini. Tuni atau kesaina amal ultimate na aun ke ada gong mipingin dek na to mai na mak kesem tu kapai di si amal atau pat le mipingin dek na to akilang kesa. Iya, kita pina lupa ni. Kita pina kita tan. Akhir gomina kumpai di sini na, to kita jam gampang lah, kalau lama tu. Bos tadi ni nak, bagi tak jak ikut aman ini. Apa tadi ni? Jadi apa? Losi. Kalau udah itu ya lah. Losi. Ini bahagia ni. Jadi. Jadi apa? Losi. Kalau udah itu ya lah. Losi. Ini bahagia ni. Jadi. Jadi apa? Losi. Kalau udah itu ya lah. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ရင်းနေတယ် Mau pakai ni mau. Nanti kau pakai ni.